ပေးချင်တာကျွန်တော်စောက်တုံးကလည်းပြီးဆိုလည်းမစောက်ဘူးကျွန်တော်ဆရာတို့ချာဆွဲပေးတဲ့အတိုင်းကြက်လုံးအပြည့်ဒီလိုက်မြေဆို crown အကုန်လုံးပေချာကိုယ်တိုင်လည်းလိုက်ကြည့်ချက်ပြီးတော့စောက်ထားရလေကျွန်တော်မျက်လုံးကတော့ဘာမှမဖြစ်ဘူးအဲ့ကဆောင်းပါလားမဆောင်းဟုတ်တယ်ဗျဟုတ်တယ်ဗျအဲ့ဒီတိုင်းတယ်ဒီလိုမလုပ်ဘူးဘာလို့လဲအဲ့ဒီကတော့ဘာလို့လဲဘာနာတော့ဝါရအဲ့ဒီနောင်းအဲ့မှာအောင်လာအောင်ဟောတင်းတဲ့စားအဲ့အားချင်တယ်အင်ရှင်ညာပြီးတော့ wifi လိုက်တာကြာဆိုတော့ကျွန်တော်ကဒီလိုမျိုးပါရသူကစေးပေါင်းပြည့်ဆိုကျွန်တော်ကဒီဇိုင်းကိုကောင်းတယ်လို့တာအဲ့ဆိုဒီ site တာစေးပြီးတော့ဝမ်းနေတာပါအဲ့စေးပြီးတော့ wifi လို့ရှိရင်ဒီကောင်းစေးပေါင်းကျွန်တော်က15ပေါင်းနဲ့မှာပါပေါ့အဲ့ပေါ်မူဒီပြီးတော့ဒီဇိုင်းနဲ့တာဖြစ်တာအဲ့ဆိုဆရာဦးတင်းနေရကြတော့မရတော့ယူနေနှစ်စားတော့သွားလိမ့်မယ်သူကနှစ်စားယူတယ်အဲ့လိုရှိရအောင်အဲ့လိုစေးပြီးတာသူကကျွန်တော်တို့ဒါဆွဲချတဲ့တော့အဲ့ဒါပဲစေးပြီးတာအဲ့လိုနဲ့ယူနေဆိုတော့အဲ့ဒီချုပ်ရမယ်နေကြအောင်ဆိုတော့အားလုံးစိတ်ကူးခံနိုင်တယ်လို့တော့ပြောတာအဲ့လိုမျိုးပြောလို့မရအောင်မျိုးအဲ့ဆွိုင်းရတဲ့ကြီးရတယ်ရေဦးကြီးရတယ်အကုန်လုံးရတယ်ဆိုတော့အရာချက်ခိုင်နေပြီရေမကောင်းဘူးလေဗျာဒီရတဲ့ကောင်အဲ့ဒါအမကန်မဟုတ်ခဲ့လာဘောလာနည်းနဲ့လာဘောလာနည်းနဲ့ဒီလိုက်ပုံတွေမပြောင်းလဲလားအဲ့ဒါလည်းကိုယ်ကမရခဲ့ဟောတယ်ဒီကောင်းနေတာပါတယ်ဒီကောင်းနေနောက်ရက်ပတ်တယ်ကလည်းရှိနေတာအနောက်ကိုပြူတော့မှာဒါအုပ်အဲ့ဒါခုလေးပါတယ်ဒီလိုပါလေဒါကြီးကတော့ကျွန်တော်နောက်မှတင်ထားတာကိုရဲ့ဒီတက်ခွာတော့ structure ထဲမှာမပါဘူးအပါရင်းနဲ့ကျွန်တော်ကရုံးခန်းလေးလိုချင်လို့ဆိုပြီးတော့ဟွာတော့လိုက်တက်တူတယ်ထပ်လို့လိုက်ဒီရတဲ့ structure ထဲမှာပါအဲ့ဒါပဲဒီကကတော့သက်တာလို့ပြောမှာဒီဟိုအာဒီတိုင်ပေါင်းလို့ဒီဟာဒီရလေးတက်တယ်ဒီတိုင်ဒီအဲ့တိုင်ရတယ်ဒီကားရဆိုတော့ဒီတိုင်နေပါလေဟိုအားရတာလေဝင်းကြီးပေါင်းရင်လို့ဆိုတာဒီကထောက်တော့တာထောက်တော့ကျွန်တော်ကမင်းလို့ရှိရင်ဒီကဘူးနဲ့ထောက်ပြီးခွေးချိုးလို့ဖြစ်တယ်အဲ့ဒီနေရာမှာဖြစ်တယ်အဲ့လိုကြောင့်ဘာလို့ဘုလို့ပြရတယ်အဲ့လိုဆိုတော့ဖြစ်တယ်အဲ့ဒီတိုင်းအတိုင်းလေးကိုမချောနိုင်တို့ကြီးကိုကြီးရင်ကျွန်တော်မချောနိုင်အဲ့ဒါကျွန်တော်တော့ခံရမှုပဲတော့ decoration ဒီကမလုပ်နိုင်ကျွန်တော်ရောနေပြီလားကျွန်တော်နိုင်မှုဆိုပြီးအလဲမှာသူကကွေးတော့တာသူတုံးအောင်ကျွန်တော်ဘေးလိုက်တုံးအောင်ဆိုရင်ဒီနေရာမှာပြတ်တယ်ဒီမှာပြတ်တယ်အဲ့အောက်မှာတော့ဘုံတော့သိမတူတော့နောက်မှတိုင်ကတအားစိတ်တယ်အဲ့ဒါမျိုးဘယ်လိုပရမာလို့ထိထိအဲ့ဒီဒါပဲရဒါတိုင်ရောပါသွားတာဗျာဒါတာအဲ့ဒါဆိုနေတော့ဇောင်းတွေ့မှာလူကြီးထိတ်ပြရပါဇောင်းလာပါတော့အရှိဒီကတော့ဘာလို့ဖြစ်ကျွန်တော်အာဘခံဒီတိတ်မရှိရင်ကျန်တဲ့တိုင်လည်းရှိတော့မှာမဟုတ်ဘူးဟုတ်တယ်ဒီမှာဒီတိတ်မရှိရင်ကျန်တဲ့တိုင်လည်းပြုံးပြီအားစိတ်တယ်စိတ်တော့ဟောကြည့်တာစိတ်တယ်လားတိုင်မသိဘူးအဲ့ဒါဘာလို့ဖြစ်အဲ့ဒါပုံမှန်နဲ့ဆိုစိတ်တယ်တိုင်စိတ်တယ်တိုင်နဲ့ကြည့်တယ်ဒါပေမဲ့ဒီမှာတော့ဒီဟာအားလည်းဆိုရင်တော့